အားလုံးပဲမင်္ဂလာပါအခုခေတ်အခါသမယခက်ဆွေးခက်ချက်ကိုမြန်မာနဲ့ကဘာတစ်ခုလုံးရင်ဆိုင်နေရတာမိတ်ဆွေတို့အားလုံးအသိပဲကျွန်တော်တို့ကိုယ်တိုင်ခံစားနေရတာပဲဖြစ်ပါတယ်ဥပမာတစ်ခုပြောရင်ကျွန်တော်တို့ငယ်စဉ်ရပါတော့လောက်ကတဲ့နှစ်340ဆိုလို့ရှိရင်အိတ်ထောင်စုတစ်စုမိသားစုတစ်ခုမှာဖခင်တယောက်သို့မဟုတ်မိခင်တယောက်ပေါ့နော်အလုပ်လုပ်တယ်ဆိုတာနဲ့တမိသားစုလုံးလောင်လောင်ငေါငေါစားနိုင်ပြီးတော့လူတန်းတွေလည်းလုံနိုင်တဲ့စင်ရသားတွေလည်းကျွေးမွေးနိုင်ခဲ့တော့နော်အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကမနဲ့မိုးလင်းအနီးမိုးချုပ်ပေါ့နော်ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်သူများအလုပ်ဝန်ထမ်းလုပ်တာဖြစ်လုပ်တဲ့နေရာမှာရတဲ့ဝင်ငွေကို active income လို့ခေါ်တယ်အဲ့ဒီ active income တစ်ခုတည်းနဲ့ကျွန်တော်တို့ကစားလို့မလောက်တော့ဘူးပေါ့နော်အဲ့တော့ active income အပြင်ကျွန်တော်တို့ဒီအချိန်ပိုင်းလုပ်ရတဲ့ second income တွေကိုမိကိုအားထားလာရတာပဲဖြစ်ပါတယ် second income ထဲမှာအခွင့်အလမ်းနှစ်ခုရှိတယ်ပေါ့နော် opportunity နှစ်ခုရှိတစ်ခုကတော့ဒီ passive income ပေါ့ passive income ဆိုတဲ့ဟာကအချိန်ပိုင်းလေးအလုပ်လုပ်တယ်ရတဲ့နေရာနေအလုပ်လုပ်တယ်ကိုယ့်ရဲ့ညာနာစွမ်းအင်ကိုစိုက်ထုတ်တယ်ဒါမှညာနာစွမ်းအင်ကို investment လုပ်ပြီးတော့စာအုပ်တွေပေါ့နော်စာအုပ်တွေဗီဒီယိုတွေလုပ်ထားပြီးတော့လာကြည့်တဲ့လူတွေကနေပြီးတော့เนาะကြောက်ဝင်ငွေရတဲ့ဟာမျိုးရှိမယ်ကိုယ့်ရဲ့ညာနာထုတ်ကုန်တစ်ခုကိုဝယ်ယူနေတဲ့ဟာကနေပြီးတော့เนาะကြည့်ရှုနေတဲ့ဟာကနေဝင်ငွေရတာမျိုးဒါ passive income portfolio income ဆိုတဲ့ဟာတော့မိတ်ဆွေမှာအိမ်ချမ်းမြေရွှေเนาะ stock နော်နောက်တစ်ခု company တွေအများဆုံးများတဲ့ company တွေ corporation ကြီးတွေမှာ share တွေထည့်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့အများဆုံးတွေထွက်လာတယ်အတိအကအဖြစ် finance နဲ့ပတ်သက်ပြီးငွေကြေးနဲ့ပတ်သက်ပြီးတော့ယင်းဒီမြုပ်နှံထားတဲ့ဟာပေါ့ asset နဲ့ပတ်သက်ပြီးတော့ယင်းဒီမြုပ်နှံထားတာဒါက portfolio income ပေါ့နော်ကျွန်တော်တို့ဝင်ငွေနဲ့ပြည်သူတွေအနေနဲ့ကြတော့ဒီ portfolio income ကိုရောက်ဖို့အတွက်ကျွန်တော်တို့ကအများကြီး step တွေလိုသေးတယ်အဲ့ဒီမှာပိုကောင်းတာတော့ passive income ဒါလူတိုင်းလုပ်နိုင်တယ်ဖုန်းတစ်လုံးကွန်ပျူတာလေးတစ်လုံးရှိရုံနဲ့เนาะအိမ်ကနေအိုးမကွာအိမ်မကောင်းလုပ်လို့ရတယ်အဲ့ဒီထဲမှာအခွင့်အလမ်းတွေဒါ freelancer အနေနဲ့ရပ်တည်တဲ့ဟာတွေရှိမယ်ဗီဒီယိုလေးတွေလုပ်ပြီးတော့เนาะရပ်တည်လို့ရတဲ့ဟာတွေရှိမယ်စာအုပ်တွေရေးပြီးတော့ရပ်တည်လို့ရတဲ့ဟာတွေရှိမယ်เนาะ influencer အနေနဲ့ရပ်တည်လို့ရတဲ့ဟာရှိမယ်နောက်တစ်ခုကတော့ forex တို့ crypto trading တို့ကနေပြီးရပ်တည်လို့ရတာရှိလိမ့်မယ်ဒီခေတ်မှာအရန်ကိုဟော့ပြီးတော့ဒီပန်းစားနေတာတော့ဒါ forex နဲ့ cryptocurrency trading ပဲဖြစ်ပါတယ်အမှန်အဖြစ်ဆိုလို့ရှိရင်တော့ပုံမှန်လူကိုယ်တိုင်လေ့လာတယ်ဆိုလို့ရှိရင်ဒီပညာရပ်တွေအနည်းဆုံး2နှစ်ကနေစပြီးတော့5နှစ်ထိလေ့လာသင်ယူပြီးမှလုံရင်းကန်ရင်ရှုံးရင်เนาะနတ်မှာရေရှည်ကြမှာအကျိုးမြတ်ရတာပဲဖြစ်ပါတယ်မိတ်ဆွေတို့သိကြတဲ့အတိုင်းဒီနေ့ခေတ်ဒီ IT ခေတ်ကိုကျော်လွန်ပြီးတော့ AI ခေတ်ကိုရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ AI ခေတ်မှာကျွန်တော်တို့ကကိုယ့်ရဲ့ညာနာတွေစွမ်းအားတွေတက်လောက်ကြီးစိုက်ထုတ်စရာမလိုတော့ဘူးအသိဉာဏ်တူ artificial intelligence လို့ခေါ်တဲ့အသိဉာဏ်တူကနေပြီးတော့မောင်းပေးတဲ့เนาะ trading တွေပေါ်နေပြီဖြစ်ပါတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင် forex trade ထဲမှာပေါ့เนาะ 6Z လို့ခေါ်တဲ့ဟာဒီဒါ AI trade signal တွေပေးတဲ့ AI trade ဖြစ်ပါတယ်အဲ့တော့ 6Z ကဘာတွေများထူးခြားလဲပေါ့နော်ဘာမှမသိမကျွမ်းမတတ်ပဲနဲ့လုံးလို့ရသလားဆိုတော့တိတ်လုံးလို့ရတယ်ပေါ့နော် zero knowledge trader တွေအတွက်အကောင့်ဆုံးအခွင့်အလမ်းတစ်ခုဖြစ်တယ်သူ့မှာဒီထဲမှာ 90% win rate ရှိတယ်ပေါ့နော်သူကအာမခံထားတယ်နော် Google ကိုရိုက်ရှာကြည့်မယ်ဆိုလို့ရှိရင် win rate ကအဲ့လောက်ရှိတယ်နောက်တစ်ခုကသူကကြားဖြန့် application မဟုတ် Apple application Google Play Store တွေမှာအကုန်ရှိတယ် Google မှာရိုက်ကြည့်လို့ရှိရင်လည်းအခုလိုမျိုးကျွန်တော်တို့မြင်ရမယ်ပေါ့နော်ဘယ်လိုမြင်ရမလဲဆိုတော့သူဒီတနေ့ကို40ကနေပြီး80တိတိ signal တွေချပေးတယ်အဲ့ဒီမှာ win rate ဒီ90% တိရှိတယ်လို့အာမခံထားအာမခံထားဆိုတာ 6Z ကအာမခံတာမဟုတ်ဘဲနဲ့သူ့ရဲ့ဒီ search engine တွေမှာရှာကြည့်ရင် AI တွေမှာခောက်ကြည့်ရင်ကိုဒါ win rate ဒီလောက်ရှိတယ်လို့ပြောထားတယ်ပေါ့နော်နောက်တစ်ခုကအရန်ကို easy to use သူ့ရဲ့ signal တွေကိုလိုက်သွားရုံနဲ့ကျွန်တော်တို့ကအောင်မြင်မှုတွေရနိုင်တယ်ဆိုတဲ့ဟာပြောတယ်ပေါ့နော်အဲ့ဒီဟာနော်အရန်ကို win rate ကိုယ့်ရဲ့ result ကိုလည်း1 to 3 minutes တွင်းမှာတစ်ခါတည်းတည်ရသူ့ရဲ့ကောင်းကျိုးက4ချက်ရှိတယ်ပေါ့နော်ဒီမှာသူ့ရဲ့application လေးက 8x trade ပေါ့နော် 8x trade ဒါကတော့ကျွန်တော်ရဲ့ဟိုဟာလေး accounts လေးပဲဖြစ်ပါတယ်ဒါကျွန်တော်မှာ accounts ကတော့ find ထားပြီ deposit ကျွန်တော်မသွင်းရသေးဘူး deposit 50เนาะအနည်းဆုံးသွင်းလိုက်တာနဲ့သူကဘာလုပ်ပေးမှလဲဆိုကျွန်တော်တမီနဲ့ signal တွေပေးမယ်တမီနဲ့ signal နဲ့ trade ရင်နိုင်မှာလားဆိုတော့မိတ်ဆွေဟာ trading stage တက်လာရင်တော့နိုင်ဖို့ရခိုင်တော့များတယ်ပေါ့နော်ဒီလိုမှအားမရဘဲနဲ့
နော်ဒီနိုင်ဖို့ရခိုင်နှုန်း 90% ညွှန်းထားတဲ့အတိုင်းအပြည့်အဝလိုချင်တယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ signal ကို9 minute signal တွေဝယ်သုံးလို့လည်းရတယ်ပေါ့နော်ဒါက 8x trade သူရဲ့ဒါ 6Z ရဲ့ AI trade ရဲ့ platform တစ်ခုပေါ့နော်ပြောမှဆိုရင်ရတယ်ဒါလေးတွေကတော့ဒါသူ့ရဲ့ကျွန်တော်တို့ဒါ 6Z ရဲ့ Telegram group လေးတွေเนาะမိတ်ဆွေလောက်အောင်မှာကဘာ knowledge မှာ trading နဲ့ပတ်သက် knowledge ရှိစရာမလိုဘူးကျွန်တော်တို့ကိုလာရောက်ဆက်သွယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလို Telegram group တွေထဲကိုထည့်ပေးလိုက်မယ်ကြံတဲ့ဟာကိစ္စတွေ admin တွေကနေပြီးတော့ဆက်လက်ညွှန်ကြားပြီးတော့တင်ပေးသွားတဲ့အတိုင်းမိတ်ဆွေကအင်စာတွေမပြတ်မကွက်လောက်အောင်မယ်စူးစမ်းအထောက်အကူလောက်အောင်မယ်ဗီဒီယိုတွေလုပ်ခြင်းအဖြစ်မိတ်ဆွေစီလာစဉ်လာတိုင်းဝင်ငွေစီပထမ3လပတ်မှာဒေါ်လာ1000ကနေစပြီးမိတ်ဆွေဘယ်2000ထိလိုချင်တယ်ဘယ်1000လိုချင်တယ်အဲ့ဒါဒီနှစ်အနည်းငယ်ကြာတဲ့အခါမှာเนาะ6လ1နှစ်2နှစ်3နှစ်ကြာတဲ့အခါမှာမိတ်ဆွေလိုချင်တဲ့ဘဝပန်းတိုင်မိတ်ဆွေရဲ့ your goal in life ကို fulfill ပေါ့เนาะဖြည့်စွမ်းပေးနိုင်မှာစီစဉ်နဲ့အတူသွားလို့ရတယ်ဆိုတဲ့အကြောင်းတင်ကောင်းပါရင်လည်းနောက်ဗီဒီယိုမှာပြန်လည်စုံစည်းကြပါစို့ bye for now ပါ